စနေရပညာဘာသာရဲ့ဝါသနာပါသူညီကိုမောင်နှမများမင်္ဂလာပါကျွန်တော်အခုသင်ပြပေးမယ့်သင်ခန်းစာလေးကထန်တရားတေရှင်ရဲ့သင်ခန်းစာနံပါတ်ခွန်ဖြစ်တဲ့ဒီမိုဒီဝါရဲ့နောက်ကအုံငါလေးတဖွဲဖွဲရွာလေးတဲတဲဆိုတဲ့သင်ခန်းစာလေးသင်ပေးမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုသင်မပေးခင်မှာနံပါတ်6ဖြစ်တဲ့အုံငါလေးဒီမိုဒီဝါလေးကိုကျွန်တော်ပြန်တီးကြည့်မှာဖြစ်တယ်ဒီလိုပြီးထတာဖြစ်တယ်အဲ့ဒီအနေထားကနေပြီးတော့လက်တွေရွှေ့ရမှာဖြစ်တယ်တခုပြောချင်ပါတယ်လက်တွေကမဟာဂီတမှာကျွန်တော်တို့တီးတိုင်းမှာလက်တွေသူ့အကွက်နဲ့သူရှိပါတယ်အဲ့တော့သူ့တန်စင်ရဲ့သူ့ရဲ့အုပ်စုလိုက်ပြီးတော့လက်တွေရွှေ့ပေးရတာရှိပါတယ်ဒါကြောင့်အခုကျွန်တော်ဒီနေထားကနေပြီးတော့ညာဘက်လက်ကလေး6ပေါက်ကိုရွှေ့လိုက်တယ်ဒီကိုရွှေ့လိုက်ပါတယ်ဘဲဘက်လက်ညှိုး9ပေါက်ကိုရွှေ့တယ်အဲ့ဒါကိုဘယ်လိုတီးမလဲဆိုတော့လက်မလေးကဒီလိုလေးဟန်လေးကားလိုက်တဲ့အခါလက်ကဝက်ကိုအသုံးပြုပါတယ်လက်ကဝက်ကိုလိုက်ပြီးတော့လက်ကဝက်ကကပြအောင်ဖြစ်တယ်လက်ကောက်ကလေးနဲ့နှွဲဥပါတယ်နော်လက်ကောက်ကလေးနဲ့တန်မိတ်ထုတဲ့နေရာမှာလက်ကဝက်ကနှွဲတာနဲ့အခုဟာကတော့ကြဲလေးနှွဲလိုက်ရတာပေါ့နော်ကြဲလေးကားလိုက်ရတယ်တန်မှန်ထိအောင်လှမ်းပြီးတော့ကားအောင်ဖြစ်တယ်ဒီထိအောင်မှာအဲ့တော့ဒီလိုဖြစ်တယ်တရန့်ဆိုတဲ့သင်ခန်းစာမျိုးပါပဲဒါပေမဲ့ဘယ်ဘက်လက်ကကားရတာပေါ့အဲ့တော့ဒီလိုဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ဗာတီးမှလဲဆိုတော့ဒီလိုတီးမှဖြစ်တယ်ဘာတီးလိုက်တာလဲဆိုတော့တေဘီနေဘီဒီလိုတီးလိုက်တာဖြစ်ပါတယ်တေဘီနေဘီဘဲဘက်လက်ညှိုး9တန်းညာဘက်လက်ညှိုး9ပေါက်ညာဘက်လက်တကြွယ်9ပေါက်ဘဲဘက်လက်ညှိုး9ပေါက်ပြန်တီးပါတယ်ပြန်ကြည့်အောင်ပါဒါဖြစ်ပါတယ်တကယ်တီးရမယ့်ဟန်ကတော့ဒီလိုဖြစ်ပါတယ်ပြန်တီးပါအောင်မယ်ဒီလိုဖြစ်ပါတယ်အဲ့ဒါပြီးရင်ရှေ့ဆက်ကြစို့ဒီလိုဖြစ်ပါတယ်ဒါဘာတီးလိုက်တာလဲဆိုတော့ဒါလေးကိုတရိပ်လို့ခေါ်တယ်လက်ခလဲနဲ့လက်ညှိုးဒါကိုအမြန်တီးလိုက်တာဖြစ်တယ်ဒီလိုလေးဖြစ်ပါတယ်အဲ့ဒါကိုညာဘက်ကဒီလိုပြီးတာနဲ့ဘဲဘက်လက်တန်းတန်မှန်ကိုလှန့်ထောက်တယ်ဒီလိုပါလက်တန်းကတန်မှန်ကိုထောက်လိုက်တယ်ဒါလေးပါပြီးရင်ဗျောင်းလို့ရရမှာဖြစ်တယ်ဗျောင်းကဘာတွေဖြစ်မလဲလက်ညှိုးနဲ့လက်မအသင့်ဆောင်နေတယ်ညာဘက်လက်မတန်မှန်ဘဲဘက်လက်ညှိုးက9ပေါက်9လုံးတွဲဒီလိုရလိုက်တာဖြစ်တယ်ဒီလိုရလိုက်တာပါအဲ့တော့တရိပ်ပြီးဗျောင်းကိုဆက်ရိုက်ကြည့်အောင်ဒီလိုဖြစ်တော့မှဖြစ်တယ်ပြန်ကြည့်အောင်ပါဒါပါပဲအဲ့တော့ရှေ့ရနဲ့ဆက်မယ်ဆိုရင်ပြီးရနဲ့လက်တန်းလေးကျွန်တော်တို့ပြန်ပိတ်ပါမယ်လက်တန်းလေးတန်မှန်ကိုပြန်ပိတ်လိုက်တယ်ဒါလေးပါဒီလိုဖြစ်တော့မှာပေါ့ဒီလိုဖြစ်တော့ပါတယ်ပြန်ကြည့်အောင်ပါအစကနေပြီးတော့ဒီလိုဖြစ်တော့ပါတယ်အဲ့တော့အုံငါလေးတဖွဲဖွဲရွာလေးတဲတဲဆိုတော့ကျွန်တော်ဆက်သွားကြစို့အုံငါလေးတဖွဲဖွဲရွာလေးကဆော့တီးခဲ့တဲ့တေဘီနေဘီဒါပါပဲကြည့်ပါဦးညာဘက်လက်ညှိုး9တန်းဘဲဘက်လက်ညှိုး9ပေါက်ဒီလိုဖြစ်ပါတယ်ပြီးရင်ညာဘက်လက်တကြွယ်9ပေါက်ပြီးရင်ဘဲဘက်လက်ညှိုး9ပေါက်ပြန်ပိတ်ပါတယ်ပြန်ကြည့်အောင်ပါဒါလေးပါပဲပြီးရင်တရိပ်ပြီးဗျောင်ပဲထပ်ရိုက်မှာပါဒါပေမဲ့ဒီဗျောင်မှာလက်ညှိုးမသုံးတော့ပါဘူးဒီနေရာမှာလက်ညှိုးလုံးဝမသုံးတော့ပါဘူးအဲ့ဒီနေရာလက်ညှိုးအစားလက်မသုံးမှာဖြစ်တယ်
လက်မသုံးပြီးတော့တန်မိတ်ခွဲထွက်ဖို့ဖြစ်တယ်ဒါလေးလုပ်ချင်တာပါပြန်ကြည့်အောင်ပါတလို့ပြောင်းဒါပါပဲပြန်ကြည့်ပါအောင်အဲ့တော့အစအဆုံးသွားကြည့်ကြစို့ဒီတိုင်းဖြစ်ပါတယ်ဒီဟာကိုနှစ်ခေါက်တီးရမှာဖြစ်တယ်ပြန်ကြည့်ရအောင်ပါဒီလိုဖြစ်ပါတယ်အဲ့တော့အဆိုလေးနဲ့ပေါင်းဖက်ကြည့်အောင်ဟုတ်ငါလေးတပွဲရွာလေးနှစ်ခေါက်ပါဟုတ်ငါလေးရွာလေးဒီလိုဖြစ်ပါတယ်ကဲဒါလေးကိုကျွန်တော်တို့စူးစမ်းကြည့်လိုက်ပါဦး